ဒီနေ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုလေ့လာကြည့်ကြရအောင်ပါကျွန်တော်တို့ရဲ့လက်ဝါးပြင်ပေါ်ကထူးခြားတဲ့အမှတ်အသားလေးတွေဟာကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကြီးမားတဲ့ဒဏအစားကျွယ်ဝမှုတွေနဲ့နောက်ရေးအိုဇာတာကောင်းမွန်မဲ့အလားအလာတွေအတွက်ဘယ်လိုမျိုးလမ်းပြမြေပုံတွေအဖြစ်တည်ရှိနေတယ်လဲဆိုတာကိုရင်းမြစ်အချက်အလက်တွေနဲ့တရှင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီရှင်းလင်းချက်လေးမှာလေ့လာသွားမယ့်အပိုင်းလေးတွေကတော့1ကန့်ချက်မားမြေပုံ2ဇေယထရိုလက္ခဏာ3ဝိုင်းပုံနှံလက္ခဏာ4ရွှေလေးလက္ခဏာ5တနာဥစားကာကွယ်ခြင်းနဲ့နောက်ဆုံး6ဉာဏ်ပညာနဲ့ကံကြမ္မာဆိုပြီးပါဝင်ပါတယ်ပထမဆုံးအနေနဲ့အပိုင်း1ဖြစ်တဲ့ကံကြမ္မာမီပုံဆွဲအပိုင်းကနေစလိုက်ကြအောင်ပါတကယ်တော့လက္ခဏာပညာဆိုတာလက်ဝါးပေါ်ကအရဲအကြောင်းလေးတွေကိုထမှန်အတန်ရှုမြင်တာမျိုးမဟုတ်ပါဘူးဇေယထရိုဝိုင်းပုံတန်ရွှေလေးစားတဲ့တီးတန့်အမတ်အသားလေးတွေဟာလူတစ်ယောက်ရဲ့မွေးရပါကံကောင်းမှုနဲ့မရှိမဖြစ်လိုအပ်တဲ့ဉာဏ်ပညာစွမ်းရည်တို့ပေါင်းဆက်သွားတဲ့အခါဖြစ်ပေါ်လာမဲ့ကံကြမ္မာကိုရှင်းလင်းစွာဖော်ပြနေတာပါဒါဟာကိုယ့်ရဲ့အလားအလာတွေကိုအသေးစိတ်ဖော်ပြနေတဲ့မြေပုံတစ်ခုလိုတောင်ဆွနိုင်ပါတယ်ဗျဆက်လက်ပြီးအပိုင်း2အနေနဲ့အသက်40အနောက်ပိုင်းမှာအောင်မြင်တတ်တဲ့ဇေယထူလက္ခဏာအကြောင်းကိုကြည့်အောင်ပါဇေယထူဆိုတာကလက်ညှိုးအောက်တက်တဲ့ကြားတဲ့ပတိခွန်ပေါ်မှာဖြောင်တန်းနေတဲ့လမ်းကြောင်းလေးတစ်ခုပါဒီအမတ်သားရဲ့ထူးခြားချက်ကဘာလဲဆိုတော့ဘဝရဲ့အစောပိုင်းကာလတွေမှာလမ်းမရောက်ခဲ့ရင်ဒါမှမဟုတ်အမားတွေလုံးမိခဲ့ရင်တောင်းအဲ့ဒီအမားတွေကိုအကောင်းဆုံးပြင်ဆင်ပြီးလမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိနိုင်စွမ်းအပြည့်အဝရှိတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်ဒီလက္ခဏာရှင်တွေရဲ့ကွာဖြတ်တတ်မှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အစားပိုင်းမှာရောငံရတတ်ပေမဲ့အသက်40ကျော်လာတဲ့အခါမှာတော့အမားတွေကိုပြင်ဆင်နိုင်ပြီးလွတ်လပ်ပြီးအမြောင်အမြင်ကြီးမားတဲ့ထိပ်တန်းကောင်းဆောင်တို့ဖြစ်ကိုအောစရာကောင်းလာအောင်ပြောင်းလဲသွားတတ်ကြပါတယ်အခုအပိုင်း3အနေနဲ့စတိုးရမဲ့ဒနာဥစ္စာကိုကိုစားပြုတဲ့ဝိုင်းပုံတရဏလက္ခဏာကိုဆက်သွားလိုက်ရအောင်ကံလန်းကြောင်းအစုံမှာဝိုင်းပုံစံခွဲထွက်သွားတဲ့လမ်းကြောင်းမျိုးပါဒါကဘာကိုဆိုလို့လဲဆိုတော့တာမန်လမ်းကြောင်းတစ်ခုကနေဒနာဥစ္စာရေပိုက်လမ်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတာပါပဲအဓိကစီးပွားရေးလုပ်ငန်းတွေအပြင်အနုပညာစပေလိုမျိုးဝါသနာပါရအလုပ်တွေကိုပါတွဲဖက်လုပ်ကိုင်ရင်ဝင်ငွေလမ်းကြောင်းများစွာကိုရရှိစေတတ်တဲ့အမှတ်အသားဖြစ်ပါတယ်ရင်းမြစ်တွေကတရိုက်ကောက်နှုတ်ချက်လေးတစ်ခုရှိပါတယ်။တာမန်လူတယောက်ကတကြင်စူးစမ်းရင်တကြင်မဲ့အောင်မြင်ပေမဲ့ဒီလိုလက္ခဏာရှင်ကတကြင်စူးစမ်းလာနဲ့3-4ဆက်လောက်ပို့ပြီးအောင်မြင်လိုက်တဲ့အစပိုင်းမှာသူတစ်ပေါက်ကအထင်သေးကောင်းသိနေပေမဲ့နောက်ဆုံးမှာတော့တခြားသူတွေလိုက်မမိနိုင်တဲ့အောင်မြင်မှုကိုအသေးချာရရှိသွားတတ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေတာပါ။ဒီတော့တေချာတာကဒီဟမတ်တောင်းပါရှိသူတို့ရဲ့စူးစမ်းမှုအပေါ်ပြန်လည်ရရှိမဲ့အကျိုးအမြတ်ဟာအလွန်တရာမြင့်မားပါတယ်။ဒီလိုဆက်ထိုးရလာတဲ့အကျိုးမဲ့ကြီးကြောင့်ပဲဘဝရဲ့ဒုတိယပိုင်းအသက်အရွယ်ကြီးရင်ချိန်မှာအေဂျန်ဘီ6ပိုင်းမှုအဖြစ်ဝါရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အပိုင်းလေးအနေနဲ့အားလုံးစိတ်ဝင်စားကြမဲ့ရုတ်တရက်ဝင်လာတဲ့ဒနာအွန်စာကိုပြသနေတဲ့ရွှေလေးလက္ခဏာကြောင့်ကိုဆက်ကြည့်ရအောင်ပါရွှေလေးလို့လဲလူသိများတဲ့ဒီဒနာတိဒီလေးအမတာဟာလောဝအလဲတဲ့မှာလေပုံစံလေးဖြစ်နေတာပါဒီအမတာကမမျိုးလင့်ထားတဲ့နေရာတွေကနေကြီးမားတဲ့ဒနာဥစ္စာတွေရုတ်တရက်ဝင်ရောက်လာတက်ကြောင်းညွန်ပြနေပါတယ်ဒီလိုငွေလုံးငွေရင်းဝင်လာတဲ့အတွက်လက္ခဏာရှင်ဟာဘဝရဲ့အခက်အခဲတွေကိုအေးအေးဆေးဆေးဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားစရာအကောင်လုံးကဒီလေးပုံစံလေးဟာအပေါ်ကိုဟာနေတဲ့ခွက်တစ်ခုလိုမျိုးအလိုလုပ်ပေးတာပါပဲရွတ်တရဝင်လာတဲ့ဒနာဥစ္စာတွေကိုလက်ခံရရှိအောင်တာမကပဲအဲ့ဒီကျွဲဝမှုတွေပြန်လဲထွက်ကြမသွားအောင်ရိုးစိတ်မသွားအောင်မှတက်ကြွစွာတာစီထိမ့်သိမ့်ပြထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဖြစ်ဖို့ခိုင်မာတဲ့ဥကံလန်းချောင်းနဲ့ကန်လန်းချောင်းတို့လိုအပ်ပါတယ်နော်ဒါနဲ့ဆက်ပြီးအပိုင်း5ဖြစ်တဲ့ဒနာဥစ္စာကကွယ်ရင်အကြောင်းကိုဆက်တော်လိုက်အောင်ငွေတွေဝင်လာပြီးဆိုရက်အဲ့ဒီငွေတွေကိုလက်ခံရရှိခြင်းဟာပထမစဉ်းစားဖြစ်ပါတယ်အဲ့ဒီငွေတွေမြဲဟုတ်ကန်လန်းချောင်းပေါ်မှာရှိတဲ့စတူရန်တို့မို့အကွက်ပုံလာမှတ်သားလေးကခိုင်မာတဲ့ဒိုင်းကတစ်ခုဖြစ်လှုပ်ဆောင်ပေးပါတယ်ဒီမှတ်သားလေးကရုတ်တရက်ဝင်လာတဲ့ငွေကြေးတွေကိုအမြဲတမ်းတီးတန့်ခိုင်မဲ့ပြီးလုံယုံစီချရတဲ့ပန်ဆိုင်မှုတွေဖြစ်တိကျပေါ်ပြောင်းလဲသွားစေဖို့ကာကွယ်ပေးထားတယ်ဖြစ်ပါတယ်နောက်ဆုံးပိုင်း6အနေနဲ့ဉာဏ်ပညာနဲ့ကံကြမ္မာတို့ဘလို့ပေါင်းစုံတယ်လဲဆိုတာကိုအဆုံးတန်အနေနဲ့လေ့လာကြည့်ကြအောင်ပါဒီနေရာမှာအရေးအကြီးဆုံးမှတ်သားရမယ့်အချက်ကကံကြမ္မာဆိုတာကိုယ့်စီကိုအလိုလိုရောက်လာမဲ့အရာတီးတတ်မဟုတ်ဘူးဆိုတာပါပဲဇေယထရူဝိုင်းပုံတန်ထန်ဒါမှမဟုတ်ရွှေလေစတဲ့ကံကောင်းစီတဲ့လမ်းကြောင်းတွေဘလောက်ပဲပါဒီအမတ်အသားတွေအသက်ဝင်လာဖို့အတွက်ခိုင်မာတဲ့ဥခေါင်းလမ်းကြောင်းကပြသနေတဲ့ဉာဏ်ပညာနဲ့မလျှော့ထိုးဇွဲလုံးလာတွေပေါင်းဆက်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကသာအမှန်တကယ်မောင်းနှင်ပေးတဲ့အင်ဂျင်ဆက်တွေဖြစ်တဲ့ဆိုတာကိုရင်းမြစ်ကရှင်းလင်းပြတ်သားစွာဖော်ပြထားပါတယ်ဒါကတကယ်တွေးစရာကောင်းတဲ့ချက်ပါပဲအောင်မြင်မှုဆိုတာလဝါပြင်းပေါ်မှာကြိုတင်ရေးဆွဲထားတဲ့ကံကြမ္မာတတ်လား
ဒါမှမိမိစိတ်ဆွမ်းအားဉာဏ်ပညာနဲ့ကြိုးစားအထောက်မှုတွေကနေတရှင်းဖွင့်ချရမယ်ကြီးမားတဲ့လားလာဒီလားဆိုတာစဉ်းစားရှာပါပဲကံကြမ္မာရဲ့လားလာနဲ့ကိုယ်တိုင်ရဲ့ကြိုးစားအထောက်မှုတို့ဘလို့ချိုးကြပေါင်းဆက်ပြီးကိုရောပုံဖို့ကြမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်လေ့လာစူးစမ်းလက်တွေ့ကျင့်သုံးရမယ့်အချက်တစ်ခုဖြစ်ပါတော့တယ်ဗျာ